ရေတွေမိမကဆိုရင်ရေတွေယောက်ျားကိုရေတွေယောက်ျားကဆိုရင်ရေတွေမိမကိုအဲ့ဒါဖြစ်တော့မှာအပြန်အလှန်လေးတော့ဒါနော်အဲ့တော့ခုကရေတွေမိမကဆိုဒီကြောင်ဘာလဲလဲရေတွေမိမကဆိုလည်းဘာယာနတိမျိုးလက်ခုလက်တနေရာတွင်ဘာယာနတိမျိုးလက်ခုလက်တနေရာတွင်အဲ့ဒီမှာလေးပြောအောင်ဘာယာနတိကိုလက်ခုလက်တနေရာတွင်မှာလာပါသောက်တဲ့ရှိရဲ့လာကတ်တဲ့ရှိရဲ့လောက်တောင်းမှုသက်တာရှိရဲ့လောက်ဓာရိသက်တာရှိရဲ့ဓာရိရမလို့မရေးတော့ဘူးအဲ့တော့ကဲပါသောက်တဲ့ရဲ့လက်ကတည်းကလာတောင်းမှုတဲ့ရဲ့လက်ခုလက်တနေရာပဲရမှာတောင်းမှုတဲ့ပါတယ်တောင်းမှုရလာမအောင်မယ်အမှတ်ကမမဲ့ဝဲရဒီမှာလွယ်ပြီကဘယ်လိုဘာနာတိမျိုးဟမ်ခုလက်နေရပြီတောင်းမှုတဲ့တောင်းမှုလားတာမဟုတ်လားဟုတ်ကတက်ကလက်ကူလက် မရှိပါနဲ့ပါတယ်ကိုလက်ကအဲ့ဒါငါတို့ကငါတို့ရိုးလေးပဲစဉ်းစားမယ်အကြီးကောင်ရှိတယ်လားအကြီးကောင်ရှိတယ်လက်ကောလက်မရှိတယ်လက်ပြပဲနဲ့ငယ်ဆုံးရှိမယ်ဟုတ်လားအဲ့တော့အကြီးဆိုတော့မိဘတွေဆိုတာကလားတာဥဆိုယူတာဥဆိုချစ်တယ်ငယ်ဆုံးဆိုရင်လည်းလိုပဲခွေးသေးလို့တာချစ်အလေကောင်းနဲ့ထွက်တဲ့အလက်အဲ့မှာအလက်တွေဟုတ်ပါအဲ့လိုလည်းထင်နေတယ်ကြားလားဘယ်တော့မှပါလေအဲ့လိုလည်းမထင်နေဘူးပြီးတော့ငါဟိုကစားလို့ပြောလိုက်တယ်ကလေးမလာမိုးပါလို့ပြောအလက်တွေဆိုရင်လို့ဂျားတွေကလက်နေမချစ်တယ်ဘူးအဲ့လိုပြောလို့လည်းခေကိုလာဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြတယ်ဟုတ်တော့ဘယ်တကယ်ပြောတာမိဘဆိုမှတော့ဒန်းလူကြီးလူပဲပေါ့ဟုတ်ပါရဲ့အဲ့တူကိုလည်းခံစားလို့ဒီဆိုင်ရမှာခံစားဒီကအငယ်ဆုံးလေတော့အဲ့တော့ဒီမှာအချင်းရဲ့ငယ်အလက်ရဲ့လို့ရှိရမှာလားအေးအလက်ကိုတားမှုနဲ့လည်းတွေ့လားအလက်မှလည်းပါလေအဲ့ဒါလေလမ်းရဲ့ပါလို့လက်ခုလက်ဖြစ်တဲ့အတွက်ကြောင့်လောက်တောင်းမှုတက်တယ်ကြလားဒါလွတ်လပ်ရင်းနေဆိုရင်ဒါသုံးပါလက်ဆိုလက်ဝဲလက်ရဆိုရင်ဒါသုံးမှာကြလားအဲ့တော့ငါတို့ကဘာလို့လက်ခုလက်တနေရာမှာဖြစ်တဲ့အတွက်ကြောင့်အလဲလက်နဲ့တွေ့ပြီးတော့